ခါကိုမဲတယောက်လဲသူ့ရဲ့ဝိညာဉ်တွေပြောင်းလာပြီးမလို့တတိပြောင်းဝင်လာခဲ့ပြီးဖြစ်ပါတယ်ရှိပိုလေးကခါကိုမဲကိုအစဉ်ပြေးလာလို့မေးလိုက်တာကြောင့်ခါကိုမဲကလည်းသူ့ရဲ့ဝိညာဉ်တွေပြောင်းလာပြီးမလို့အစဉ်ပြေးပါတယ်လို့ပြန်ဖြေခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့ထဲမှာအင်နွေရှာကတော့ပုံမှန်မဟုတ်ပဲအသွေးတွေနဲ့ကောင်းကင်ကြီးကိုမော့ကြည့်နေရင်လွှဲမျောနေခဲ့ပါတယ်ရှိပိုလေးကအင်နွေရှာရဲ့ကောင်းကိုပိတ်ရက်လိုက်ပြီးရန်နာပိုင်းဆရှာဖို့ကိုဒါအာယုံဆိုင်ဖို့ပြောလိုက်တာကြောင့်နှစ်ယောက်သားစကားတွေများနေခဲ့ကြပါတယ်ခါကိုမဲရဲ့စိတ်ထဲမှာတော့အင်နွေရှာနဲ့ခိကယိုတို့ဟာအချင်းချင်းတစ္ဆာဖောက်ကြတယ်လို့အထင်လွဲနေကြတာကြောင့်ရန်နာပိုင်းဆတွေအကုန်လုံးကိုဒါစူးစီးနိုင်ရင်ဒီပြဿနာကိုဖြေရှင်းနိုင်လောက်တယ်လို့တွေးနေခဲ့ပါတယ်ဂျပန်ပြည်ရှေးအောင်ခေတ်ရဲ့လမ်းခွဲလေးတစ်ခုမှာတော့ဘုန်းကြီးတစ်ပါးရက်နေခဲ့ပြီးသူ့နာမည်ကတော့မီရောကူလို့ခေါ်ပါတယ်သူဟာဘယ်လမ်းကိုတော့ရမလဲဆိုတာရွေးချယ်ရခက်နေတဲ့အချိန်အနီးအနားကနေဖြတ်သွားရင်လှပတဲ့မဲမဲပြိုတူကိုအလွတ်လုံနေတဲ့တေကိုခန်တစ်ခုအကြောင်းပြောဆိုသွားကြပါတယ်ဒါကိုဘုန်းကြီးမီရောကူကြားပြီးနောက်မှာတော့သူ့ရဲ့တောင်ဝဲကိုဘယ်ဘက်ကိုလှည့်ကာထိုလန်းအတိုင်းလျှောက်သွားလိုက်ပါတယ်ဒါပေမဲ့တေကိုခန်ကိုရောက်တဲ့အခါမှာတော့ထိုမင်းပြိုလေးကသူမျောမှန်းထားတဲ့လောက်မလှပတာကိုတွေးလိုက်ရပြီးတိပြတ်သွားခဲ့ရပါတယ်ထိုချိန်မှာပဲအလားတူလူနှစ်ယောက်ကဂျပန်ပြည်ဒိုဂျိုတောဦးရဲ့တမီးတော်ဟာမိစ္ဆာတကောင်ရဲ့ပူကတ်တာကိုခံနေရပြီးအကူကြီးလိုအပ်နေတဲ့အကြောင်းကိုထပ်မံပြောဆိုနေတာကိုကြားလိုက်ရပြီးနောက်ဘုန်းကြီးမီတော်ကူဟာမိစ္ဆာပူကတ်နေတဲ့တခင်မလေးရဲ့အိမ်တော်ကိုတွားပြီးမိစ္ဆာနေပြီးဖို့လုပ်ပါတော့တယ်အိမ်တော်ကိုရောက်ပြီးမိစ္ဆာနေဖို့အတွက်တခင်ကြီးကသူ့ရဲ့တမီးတော်စီကိုဘုန်းကြီးမီတော်ကူကိုလိုက်ဖို့နေခဲ့ပါတယ်ဘုန်းကြီးမီတော်ကူဟာတခင်မလေးနာရောက်တဲ့အခါမှာတော့သူ့ရဲ့မျက်နှာဟာဖောရောက်နေတာကိုတတိထားမိလိုက်ပြီးဘေးနားမှာရှိတဲ့ဖျားစင်းလူတော်ကိုဘယ်ကရတာလဲလို့တခင်ကြီးကိုမေးလိုက်ပါတယ်တခင်ကြီးကစင်းရဲတဲ့မိမျိုးတဦးစီကနေလက်ဆောင်ရရှိခဲ့တာဖြစ်ပြီးမင်္ဂလာရှိတဲ့ရုပ်ဘောတော်ဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါကြောင့်ပဲဘုန်းကြီးမီတော်ကူဟာတခင်မလေးကလွယ်ပြီးအကိုပြန်ထွက်ဖို့ပြောလိုက်ကမိစ္ဆာနေတော့မှမလို့ဘာအတန်မဲကြကြဝင်မလာရဘူးလို့လည်းမှားလိုက်ပါသေးတယ်။တခင်ကြီးအပြင်ထွက်ပြီးနောက်မှာတော့ဘုန်းကြီးမီတော်ကူဟာဖျားစင်းတော်ကိုကြည့်ပြီးမခုကမဲအေးဆေးဆေးထွက်သွားရင်တက်ညပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လည်းစင်းတော်ထဲကနေမွေးပါမိစ္ဆာတကောင်ထွက်လာပြီးသူ့ရဲ့နှစ်ဖူးမှာလည်းမြင့်မြင့်ရနာအပိုင်းသားတစ်ခုရှိနေခဲ့ပါတယ်။ဘုန်းကြီးနဲ့မွေးပါမိစ္ဆာတို့တိုက်ခိုက်တဲ့နေကိုအိမ်ပြင်ကနေကြားနေရတဲ့အိမ်တော်ကလူတွေလည်းတခင်မလေးကိုစိုးရင်လာကြောင့်အထဲဝင်ကိုပြောနေကြပြင်မဲ့တခင်ကြီးကပဲတားလိုက်ပါတယ်။နောက်ဆုံးမှာတော့မွေးပါမိစ္ဆာကိုဘုန်းကြီးမီတော်ကူကအနိုင်ယူလိုက်နိုင်တာကြောင့်တခင်မလေးလည်းအန်ရယ်ကင်းတော့ပြင်မဲ့ဘုန်းကြီးမီတော်ကူကတော့အိမ်တော်တစ်ခုလုံးမှာရှိတဲ့တန်ဖိုးကြီးပစ္စည်းအလုံးကိုတဲတဲတီးအပြည့်ခိုးယူထွက်ပြေးသွားခဲ့ပြီးနောက်ရောင်းစားဖို့စဉ်းစားနေခဲ့ပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့ဘုန်းကြီးမီတော်ကူကရေပူစမ်းထဲမှာရေးစိမ့်နေပြီးရနာပိုင်းစားလေးရတာမလို့အဆင်ပြေသားပဲလို့တွေးနေတော့ကောင်မလေးတယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။သူကတော့ကောက်ခုံမဲဖြစ်ပြီးတစ်ဖက်ကရေပူစမ်းမှာရေချိုးနေတာပါ။ဘုန်းကြီးမီတော်ကူကအတန်ကြားတဲ့ဘက်ကိုချောင်းကြည့်လိုက်တဲ့အခါမှာတော့ကောင်မလေးတယောက်ကိုတွေးလိုက်ရပြီးသူ့ရဲ့လက်ဖက်မှာလည်းမြင့်မြင့်ရနာအပိုင်းစားကိုတွေးလိုက်ရပါတယ်။မီတော်ကူချောင်းကြည့်နေတဲ့အချိန်ခါကုံမဲကချောင်းမကြီးနဲ့တော့လို့အော်ပြောလိုက်တာကြောင့်မီတော်ကူလည်းသူ့ကိုပြောတာလို့ထင်သွားခဲ့ပါတယ်။ဒါပေမဲ့ခါကုံမဲကအင်နွေရှာကိုပြောလိုက်တာဖြစ်ပြီးရှိပိုလေးကပါအင်ကြီးတွေအကုန်လုံးကိုချွတ်လိုက်ကကိုသုံးလုံးနဲ့ရေချိုးကိုပြင်လိုက်ပါတယ်။အင်နွေရှာကိုလည်းရှိပိုလေးကဘာလို့ခါကုံမဲနဲ့အတူရှိမချိုးတာလဲ။သူ့အဖေနဲ့အမေဆိုရေတူတူချိုးကြတယ်ဆိုပြီးပြောလိုက်တာကြောင့်အင်နွေရှာလည်းဆက်ရရနေခဲ့ရပါတယ်။မင်းနဲ့ခါကုံမဲကဘယ်ရှင်နေရောက်နေပြီလဲလို့ရှိပိုလေးကမဲတာကြောင့်အင်နွေရှာလည်းရှိပိုရဲ့ဘာနှစ်ဖက်ကိုသွင်းနေခဲ့ပါတယ်။ရေချိုးနေတဲ့ခါကုံမဲဟာအမလေးပြူးနေတာပဲမြင့်မြင့်ရနာကိုပြောတာပါ။ရေချိုးနေတဲ့ကကုံမဲကသူ့ကိုယ်သူခိကျွတ်လောက်မလာတာများလားလို့တွေးနေတဲ့အချိန်အနောက်ဘက်ကနေရဲတခုတွေးလိုက်တာကြောင့်အော်လိုက်မိပါတယ်ကကုံမဲရဲ့အော်တန်ကိုကြားလိုက်တော့အင်နွေရှာဟာအပြေးလွှားသားကြည့်ခဲ့ပေမဲ့ကကုံမဲကအင်နွေရှာရဲ့ကောင်းကိုကြောက်ခဲနဲ့ပိတ်ထုတ်လိုက်ပါတယ်ဟူးမိမတွေများတော်တော်ဆိုးတာပဲအမှန်တော့ကကုံမဲရဲ့နောက်မှာတွေးလိုက်ရတဲ့အရေးဟာမြောက်ကလေးတွေဖြစ်နေတာပါနောက်တနေ့မနက်မှာတော့အစိမ့်ဆိုးနေတဲ့အင်နွေရှာကိုကကုံမဲကချောနေခဲ့ပါတယ်ဖုန်ကြီးမီလိုကူကထာနုကီတကောင်ကိုအင်နွေရှာတို့ကိုတိုက်ခတ်ခိုင်းပြီးကကုံမဲကိုပြန်ပေးဆွဲဖို့ကြံစီနေခဲ့ပါတယ်ထာနုကီကဖုန်ကြီးမီလိုကူရဲ့ညာလက်ကိုအတုံးလိုက်ဖို့အကြံပေးလိုက်ပေမဲ့သူ့ရဲ့ညာလက်ကိုတုံးလိုက်ရင်အားလုံးတိတ်ကုန်မှလို့မီလိုကူကပြန်ပြောလိုက်ပါတယ်ထာနုကီမိစ္ဆာပုံစံပြောင်းလိုက်ပြီးတောင်ပေါ်ကနေလှည့်ချလိုက်ကအင်ဒိုရှာနဲ့ရှိဘကိုတိုက်မိလိုက်ပြီးအားလုံးအတူတူ6ကမ်းပါးကနေပြုတ်ကျသွားခဲ့ပါတယ်ထိုချိန်မှာပဲဖုန်ကြီးမီရကူကကာကူမဲကိုဖမ်းဆွဲလိုက်ကသပိမော်ကိုတင်လိုက်ပြီးပြန်ပေးဆွဲသွားခဲ့ပါတယ်အင်ဒိုရှာကခါကူမဲပြန်ပေးဆွဲခလိုက်ရတာကိုမြင်လိုက်ပြီးထာနုကီကိုပိတ်ထုတ်လိုက်ပြီးနောက်ထိုင်ဆိုင်ကာကိုဆွဲထုတ်လိုက်ကထပ်မံတိုက်ခိုက်ကိုပြင်လိုက်တဲ့အခါမှာတော့ထာနုကီကမူလပုံစံကိုပြန်ပြောင်းလိုက်ပြီးတက်ချနာပေးဖို့ပြောလိုက်ပါတယ်အဲဒါကြောင့်ပဲဖုန်ကြီးမီရကူကသူ့ရဲ့ညာလက်အစောနဲ့တိုက်ခိုက်ရတာကြောင့်အင်ဒိုရှာလည်းနေရန်ကိုပြေးနှံ့လိုက်ရပါတယ်ခါကူမဲကသပိမော်ကဆင်းလိုက်ပြီးအင်ဒိုရှာစီကိုပြန်ပေးသွားတဲ့အခါမှာတော့ဖုန်ကြီးမီရကူကခါကူမဲစီကမြင့်မြင့်ရနာအပိုင်းစားကိုရောက်သွားပြီဖြစ်တာမလို့ခါကုံမဲကိုလွတ်ပေးလိုက်ကဇဘေးပြထောက်ခတ်သွားခဲ့ပါတယ်။အင်ဒိုရှာနဲ့ခါကုံမဲတို့ကဖုန်ကြီးစီမှာထူးဆန်းတဲ့အစွမ်းတွေရှိနေခဲ့ပြီးအဲ့ဒီအစွမ်းကလေကိုသုံးကပစ္စည်းတွေကိုသွေးတင်နိုင်တဲ့အကြောင်းပြောနေခဲ့ပါတယ်။ခါကုံမဲလည်းအင်ဒိုရှာကိုတောင်းပန်လိုက်ကမြင့်မြင့်ရနာအပိုင်းစားခုခံလိုက်ရတဲ့အကြောင်းပြောပြလိုက်တာကြောင့်အင်ဒိုရှာလည်းဒေါသတွေထွက်နေခဲ့ရပါတယ်။အင်ဒိုရှာကဖုန်ကြီးရဲ့အနံ့ကိုအနံ့ခံပြီးလက်ချနေတာကြောင့်ရွာသားတွေကသူ့ရဲ့ထူးဆန်းတဲ့အမှုရာကိုတန်တော်ဝိုင်းကြည့်နေခဲ့ကြပါတယ်။ခဏကြာမှာပဲခါကုံမဲရဲ့စပိန်ကိုရွာတရွာကအိမ်တလုံးရဲ့ပြင်ပမှာတွေ့လိုက်ရပါတယ်။အင်ဒိုရှာကအိမ်အတွင်းကိုပြေးဝင်သွားခဲ့ပြီးခန်းတစ်ခုရဲ့တကားကိုဖွင့်လိုက်တဲ့အခါမှာတော့ဖုန်ကြီးမီလိုကူကိုကောင်မလေးရဲ့အများကြီးနဲ့တွေ့လိုက်ရပါတယ်။အင်ဒိုရှာနဲ့အတူခါကုံမဲကပါလာတာကြောင့်ဖုန်ကြီးကလည်းကာကုံမဲစီကိုတွားလိုက်ပြီးသူမရဲ့လက်နှစ်ဖက်ကိုကိုင်းလိုက်ကသူ့ကိုမခွဲနိုင်လို့လဲလာလားလို့မေးလိုက်ပါတယ်။ဒါကြောင့်ပဲအင်ဒိုရှာတယောက်ဒေါ်ထွက်ကဖုန်ကြီးရဲ့တိုက်ခိုက်ဖို့ဖြစ်လာပါတယ်။ဖုန်ကြီးကမတိုက်ခိုက်ပဲထွက်ပြေးနေတာကြောင့်အင်ဒိုရှာကအနောက်ကနေပြေးလိုက်သွားခဲ့ပြီးသူ့ရဲ့တပ်ဆိုင်ကားကိုဆွဲထုတ်လိုက်ကခုတ်လိုက်ပါတယ်
ဒါကြောင့်ပဲဘုန်းကြီးကသူ့ရဲ့တောင်းဝင်နဲ့ခုခံလိုက်ရပြီးအင်နွေရှာကမင်းကတာမန်လူတရားမဟုတ်ဘူးပဲလို့ပြောလိုက်ပါတယ်ဘုန်းကြီးကသူ့ကိုယ်သူမီရိုကူလို့မိတ်ဆက်လိုက်ပြီးနောက်နှစ်ယောက်သားဆက်လက်တိုက်ခိုက်နေကြပါတယ်ဘုန်းကြီးမီရိုကူကအင်နွေရှာရဲ့တိုက်ခိုက်မှုတိုင်းကိုခုခံနေရပြီးထင်းမုံတစ်ခုကိုနင်းမိပြီးချိုးလိုက်တော့ခဲ့ကပြစ်လိုက်တော့ခဲ့ပါတယ်ဒါကိုအခွင့်အရေးယူပြီးအင်နွေရှာကတိုက်ခိုက်လိုက်လာကြောင့်ဘုန်းကြီးမီရိုကူရဲ့တောင်းဝင်နဲ့လွတ်ထွက်သွားခဲ့ရပါတယ်အင်နွေရှာကဘုန်းကြီးကိုထိုင်ဆိုင်ကားနဲ့ချိန်လိုက်ပြီးရန်နာကိုပြန်ပေးဟိုးရင်တရားလိမ့်မယ်လို့ချင်းချောက်ပြောလိုက်ပါတယ်ဒါပေမဲ့လည်းဘုန်းကြီးမီရိုကူကပြန်ကုန်ထားလိုက်ပြီးရွာသားတွေကိုဒီနေရာကနေအမြန်ထွက်ခွာကြဖို့အော်ပြောလိုက်ပြီးနောက်သူကိုယ်တိုင်လည်းရွာနဲ့ဝေးရစီကိုပြေးလာခဲ့ပါတယ်ရွာနဲ့ဝေးတဲ့နေရာကိုရောက်လာတဲ့အခါမှာတော့ဘုန်းကြီးမီရိုကူကသူ့ရဲ့ညာဘက်လက်ကပတိကိုဖိလိုက်လာကြောင်းအေးအမလေပင်တွေကိုစိုက်ရင်တက်ခတ်လာပြီးသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာအလုံးလည်းစတင်ဆွေးငင်ခံလာရပါတယ်အင်ဒိုရှာကထပ်သက်ကားကိုတုံးပြီးစုပ်ယူမခံရအောင်တောက်ခံထားပေမဲ့လည်းတဖြည်းဖြည်းနဲ့စုပ်ယူခံနေရပါပြီခါကိုမဲကမီရိုကူရဲ့လက်ကအနက်ရောက်ပေါက်ကြီးကအလုံးကိုစုပ်ယူနေတယ်လို့ပြောလိုက်ပြီးနောက်မီရိုကူရဲ့ညာဘက်ကိုမတုံးခင်ရွာသားတွေကိုကြိုတင်ထွက်ပြေးကြဖို့အိုးရေးပြောနေခဲ့တာကိုပြန်လည်တတိယသွားခဲ့ပါတယ်ဒါကြောင့်ရဲ့မီရိုကူကလူတွေကိုအန်ရမပေးဘူးဆိုတာကိုနားလည်သွားခဲ့ပါတယ်အင်ဒိုရှာလည်းလေဟာနယ်တဲ့ကိုတဖြည်းဖြည်းနဲ့နီးကပ်လာတဲ့အခါမှာတော့ခါကိုမဲကသူ့ရဲ့ရှေ့ကိုခုန်တက်လိုက်ပါတယ်ခါကိုမဲတယောက်လေဟာနယ်တဲ့ကိုစုပ်ယူခံရမှာကိုမြင်လိုက်ရတဲ့အခါမှာတော့မီရိုကူလည်းသူ့ရဲ့ညာဘက်လက်ကိုအလျင်အမြန်ပိတ်လိုက်ပါတယ်ဒါကြောင့်ခါကိုမဲကဘုန်းကြီးမီရိုကူပို့ကိုပြောကြသွားခဲ့ပါတယ်ခါကိုမဲကဒီဘုန်းကြီးကသူ့ကိုတတ်ချင်ရင်အစောကနေကလေဟာနယ်ကိုတုံးပြီးတိုက်ခိုက်လို့ရတာကြောင့်မကောင်းတဲ့လူမဖြစ်နိုင်ဘူးလို့အင်ဒိုရှာကိုပြောပြနေတဲ့အချိန်ဘုန်းကြီးမီရိုကူကခါကိုမဲရဲ့ဖင်ကိုကန်လိုက်တာကြောင့်ခါကိုမဲလည်းတက်ပြစ်လိုက်ဖို့တာအင်ဒိုရှာကိုပြောလိုက်ပါတယ်ဘုန်းကြီးမီရိုကူလည်းစကားနဲ့ပဲဖေချေဖို့ကန်လိုက်ပြီးနောက်သူကမိစ္ဆာတွေစီကရနာပိုင်းစားကိုလိုက်ချနေတာဖြစ်တယ်လို့မိစ္ဆာတကောင်ကိုလက်ချနေတာလို့ခါကိုမဲတို့ကိုပြောပြလိုက်ပါတယ်သူလက်ချနေတဲ့မိစ္ဆာကနာရာကူလို့ခေါ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမီရိုကူရဲ့အဖိုးဖြစ်သူမီယာစုကနာရာကူလို့ခေါ်တဲ့မိစ္ဆာတကောင်နဲ့အချင်းချင်းတိုက်ခိုက်ခဲ့ကြပြီးနာရာကူကလည်းအချိန်တိုင်းမတူညီတဲ့လူသားအတွင်နဲ့မီယာစုကိုရင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်နောက်ဆုံးချိန်မှာတော့နာရာကူကအလွန်လှပတဲ့ရိုးသမီးငယ်အတွင်ကိုဖန်တီးပြီးမီယာစုကိုလက်စားလိုက်တာကြောင့်စောအားကြီးပေမဲ့နှာဘူးဖြစ်တဲ့သူ့ရဲ့အဖိုးမီယာစုလည်းလက်မှလေယာဉ်နဲ့အပေါက်ကြီးဖြစ်အောင်ကျေသာတိုက်ခံလိုက်ရပြီးမျိုးဆက်တစ်ဆက်မှတစ်ဆက်ကိုနာရာကူအသက်ရှင်နေတဲ့၍အမွေပါတော့မှာပဲဖြစ်ပါတယ်အကယ်၍သူကနာရာကူကိုမတတ်နိုင်ဘူးဆိုရင်တနေ့နေ့မှာအဲ့ဒီလေယာဉ်နဲ့ကသူ့ကိုပါစိုးယူခံလိုက်ရမှာဖြစ်ပြီးမီရိုကူရဲ့အဖေနဲ့အဖိုးတို့ဟာလည်းဒီနည်းနဲ့ပဲတည်သွားခဲ့ရတာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်90ကနာရာကူဟာမိမိရဲ့နာကိုကွယ်ကွယ်ဆောက်ရှောက်နေတဲ့နတ်ဆရာမတအုပ်ကိုတက်ပြတ်ခဲ့ပြီးအဲ့ဒီနတ်ဆရာမဟာခိကီယိုပဲဖြစ်ပါတယ်ဒါကိုကြားလိုက်ရတဲ့အင်ဒိုရှာလည်းအောင်းတောက်ခဲ့ရပြီးနာရာကူဆိုတဲ့မိစ္ဆာကသူ့ရဲ့အပုံစံကိုဟန်ဆောင်ကခိကီယိုကိုဒဏ်ရာစေခဲ့တာလို့သိသွားခဲ့ပါတယ်နာရာကူကခိကီယိုနဲ့အင်ဒိုရှာတို့ကိုထောက်ချောင်းဆင်ခဲ့ပြီးတအုပ်ကိုတအုပ်အညှိုးထားစေခဲ့တာပါခါကူမဲကငါတို့မြင့်မြင့်ရနာအပိုင်းစားတွေကိုဆက်ပြီးရှာဖွေနေမယ်ဆိုရင်တနေ့နာရာကူကိုတေချာဖို့တွေ့ရလိမ့်မယ်လို့ပြောလိုက်ပြီးမီရိုကူကိုလည်းသူတို့နဲ့အတူတူရန်နာရှာဖို့တော့ခရီးကိုလိုက်ဖို့ခေါ်လိုက်ပါတယ်ဒါပေမဲ့မီရိုကူကသူ့အနေနဲ့လူတွေနဲ့ဆက်ဆံရတာအားနေတာမလို့အဆင်မပြေနိုင်ဘူးလို့ပြောလိုက်တာကြောင့်နာရာကူကိုရှာမတွေ့ရင်နင်တရမှာမလို့အတူတူရှာဖို့ခါကူမဲကအကြံပေးလိုက်ပါတယ်ဒါကြောင့်ပဲမီရိုကူကခါကူမဲလက်နှစ်ဖက်ကိုကင်လိုက်ကငါ့ကိုစိတ်ဖို့နေတာလားဒါဆိုရင်ငါ့အတွက်ကလေးမွေးပေးပါငါနာရာကူကိုမတတ်နိုင်ခဲ့ရင်ငါရဲ့တာငါ့အတွက်လက်စားချေဖို့လိုတယ်လို့ပြောလိုက်ပါတယ်ဒါကိုမင်းတို့အင်ဒိုရှာလည်းခါကူမဲကိုနောက်တစ်ခါလာမထိနဲ့လို့မီရိုကူကိုပြောလိုက်ပါတယ်မီရိုကူကမင်းတို့ကိုဒီတိုင်းလှုပ်ဖို့ခံဖွဲ့လို့ထင်နေတာမင်းခါကူမဲကိုကြိုက်နေတာပဲလို့ပြောလိုက်တာကြောင့်ရှက်ပြီးမျက်နှာနီးရဲလာတဲ့အင်ဒိုရှာကခါကူမဲကရန်နာရှာဖွေရေးအတွက်ရတနာထောင်းလိုင်းရေးကိရိယာတစ်ခုပဲလို့ပြင်ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့ခါကူမဲလည်းစိတ်တူသွားခဲ့တာကြောင့်တောင်တစကားတွေမျက်နှာခဲ့ကြပြီးဒါကိုတေးပင်ပေါ်ကနေမုတ်ဆိုင်ရင်ကြည့်နေတဲ့ရှိပိုလေးကလူကြီးတွေကိုနားမလည်နိုင်ဘူးလို့တွေးနေခဲ့ပါတယ်ဘလို့လိုအနေနဲ့ Indonesia Anime ကိုကြည့်ချင်တယ်ဆိုရင် description မှာပေးထားတဲ့ Telegram channel လေးမှာကြည့်ရှုနိုင်ပါတယ် Indonesia series အပြင်အခြားသော anime series တွေကိုပါတင်ဆက်ပေးနေတာကြောင့်အကြိုက်တွေ့စေမှာပါပြီးတော့ကျွန်တော် channel လေးကိုလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါအောင် subscribe နှိပ်ထားတာဟာကျွန်တော်အတွက်တော့ကြီးမားတဲ့အားသေးဖြစ်တာမလို့ကူညီပေးခဲ့ကြပါအောင်နော်ကြည့်တွေ့ကြပါမယ်